ဒါကတော့မြကြီးနားမြို့အေးသေးဒီလမ်းမှာဒီအာနာရှင်ကန့်ကွက်ဆန္ဒတကူတော်ဆန္ဒပြနေတာဖြစ်ပါတယ်အခုဟိုတစ်ချက်လောက်ဒီတကူတော်ဆန္ဒပြတဲ့အကြောင်းလေးရင်ပြောပြပါဦးဗျာဘာကြောင့်ဒီလိုလုပ်တာလဲဆိုတော့ကြည့်ပြရတယ်ကျွန်တော်ကတော့တကူတော်ဆန္ဒပြရဲဆိုတော့ပြကျင်လို့ပြနေရတာလည်းမဟုတ်ဘူးဗျကျွန်တော်တို့နိုင်ငံရေးလူခွင့်ရေးတွေရန်ဆုံးရှုံးနေတယ်အခုအာဏာရှင်စစ်ဆိုးရမတရားသဖြင့်တင်သွားတဲ့အနေထားမှာဘယ်ပါတီဆွဲမှလည်းကျွန်တော်တို့ကထောက်ခံတာမဟုတ်ဘူးအဲ့ဘယ်ပါတီဆွဲမှလည်းကျွန်တော်တို့ထောက်ခံတာမဟုတ်ဘူးဒါပေမဲ့မတရားလုပ်သွားတဲ့အတွက်ကျွန်တော်တို့ဝန်ထမ်းတွေရောကျွန်တော်တို့တွေရောပြည်သူလူထုရောအကုန်လုံး CDM မှာပါဝင်နေကြတယ်ကျွန်တော်တကူတော့ဆန္ဒပြတယ်ဘာကြောင့်တကူတော့ဆန္ဒပြလဲဆိုတော့ကျွန်တော်အရင်တော့လိုပဲပြန်နေခြင်းတယ်အေးစီစီငင်းငင်းချမ်းချမ်းအရင်တော့လိုပဲပြန်နေခြင်းတယ်ကျွန်တော်အဲ့အကျွတ်ကျွန်တော်တယောက်တည်းပဲဆန္ဒပြတာခင်ဗျကျွန်တော်နာမည်နေမျိုးတွင်ပါဒီနှစ်ငါးလုံးရေးတော်ပုံနောက်ပိုင်းတော့မြကြီးနားမြို့မှာတပိတ်ဆန္ဒပြတာတွေကလူအင်အားအများကြီးနဲ့ပြတဲ့ပုံစံမျိုးမတွေ့ရတော့ဘူးဗျအနည်းဆုံး1000ပတ်ဝန်းကျင်နဲ့ပြနေတဲ့တပိတ်လမ်းကြောင်းလေးတွေတွေ့ရတယ်ဒီနေ့ဆိုရင်လည်းပြတာရှိပါတယ်ဒီနေ့ဆိုရင်လည်းဒီတနခါလိမ့်ညတဲ့လူတွေရှိတယ်ထိုင်တပိတ်တွေရှိတယ်အခုဒါကတော့အခုဒါတကူတော့သူ့ဟာသူတယောက်တည်းပဲဒီအာနာရှင်ကိုကန့်ကွက်တဲ့အနေနဲ့ဆန္ဒဖော်ထုတ်နေတာပါဗျာဟုတ်ကဲ့ကျေးဇူးပါကျွန်တော်ပြီးသက်မှဒီဟာထူးခြားတဲ့အခြေအနေလေးတွေပြန်ပြီးတင်ဆက်ပေးပါမယ်ခင်ဗျာအခုတော့ခဏနားပါအောင်ပါခင်ဗျာ